နှလုံးအားနည်းခြင်းအကြသတိပေးလက္ခဏာ၅မျိုး heart failure နှလုံးအားနည်းခြင်းမဖြစ်မီတလခန့်အလိုတွင်ခနာကိုယ်မှပြတာသည့်လျက်လူမရှုတင်သောသတိပေးလက္ခဏာ၅မျိုးရှိပြီး၎င်းတို့ကိုအချိန်မီသိရှိပါကနောက်မကျမီနှလုံးကျန်းမာရေးကိုကာကွယ်နိုင်ပါတယ်။၎င်းသတိပေးလက္ခဏာ၅မျိုးမှာနံပါတ်1အဆက်မပြတ်ပင်ပန်းနွမ်းနယ်ခြင်းနှလုံးကသွေးများကိုလုံလောက်စွာမညှစ်ထုတ်နိုင်တော့ကြောင့်ခနာကိုယ်သည်ပုံမှန်ထက်ပိုမိုမြန်ဆန်စွာအားကုန်ခံခြင်းနံပါတ်2အသက်ရှူချက်ခြင်းလမ်းလျှောက်ခြင်းသို့မဟုတ်လေကားတက်ခြင်းကဲ့သို့သောရိုးရှင်းသည့်လှုပ်ရှားမှုများပြုလုပ်စဉ်တွင်ဖြစ်ပေါ်ခြင်းအဆုတ်သောအောက်ဆီဂျင်လုံလောက်စွာမရရှိသောကြောင့်ဖြစ်သည်နံပါတ်3ခြေထောက်နှင့်ခြေချင်းဝတ်များရောင်ရှမ်းခြင်းသွေးလျေပတ်မှုမကောင်းသောကြောင့်ခန္ဓာကိုယ်အောက်ပိုင်းတွင်အရေမြောက်စုပန်လာခြင်းကြောင့်ဖြစ်ပေါ်ခြင်းနံပါတ်4နှလုံးခုန်မြန်ခြင်းသို့မဟုတ်ပုံမှန်မဟုတ်ခြင်းပုံမှန်အတိုင်းလှုပ်ဆောင်နိုင်ခြင်းမရှိသည့်နှလုံး၏လျော်ကြေးပေးလှုပ်ဆောင်မှုအဖြစ်နှလုံးကပုံမလှုပ်ဆောင်ရခြင်းကြောင့်နှလုံးကုန်လုံးလွန်ကဲမြန်ဆန်ခြင်းသို့မဟုတ်ယွင်တုံခြင်းများထူပေါ်ခြင်းနံပါတ်5ညဘက်တွင်စီးသွားခြင်းအိတ်နေစဉ်ခနာကိုယ်အတွင်းရှိအရေများပြောင်းလဲနေရယူမှုကြောင့်ကြောက်ကပ်နှင့်စီးအိမ်ကိုဝန်ပိစေခြင်းနှလုံးကျန်းမာရေးကိုထောက်ပံ့ပေးမဲ့အစွမ်းထက်သောနီလ၅ခုကိုပြသမဲ့ဗီဒီယိုကိုစိတ်ဝင်စားပါက yes ဟုရေးခဲ့ပါ